ချစ်မွာလေးကိုချစ်လုံးလုံးထမိန်နေရှော်နေပြီဆိုပြီးတော့သတင်းထွက်လာတဲ့တရုတ်ဆောင်မင်းသားစီဟာသူ့ထက်အသက်19နှစ်ငယ်တဲ့ဇနီးလောင်လေးရဲ့ထမိန်ကိုချစ်လုံးလုံးထမိန်နေတောင်ရှော်နေပြီဆိုတဲ့သတင်းတွေထွက်လာပါပြီ။အားလုံးသိကြတဲ့အတိုင်းတရုတ်ဆောင်မင်းသားစီဟာအသက်40ကျော်မှသူ့ထက်အသက်25နှစ်ငယ်တဲ့မယုံရီစောကိုရွှေငွေစည်းစိမ်နေနဲ့တင်တောက်ကလက်ထက်ခဲ့တာဖြစ်ပါရီ။ကြပြင်အခုဆိုရင်တော့စီယာဟာအသက်19နှစ်ရွယ်မယုံရီစောကိုချစ်မွာလေးဆိုပြီးအင်တာဗျူးတွေမှာဖြေနေတာပါ။ဒါကြောင့်လေလူတွေကတရုတ်ဆောင်စီယာကိုမျက်စိနောင်လုံးဝေဖန်ကြတာပါသူတွေဘာပြောပါပဲတရုတ်စာမင်းသားစီယာကတော့တစ်ချက်လေးတောင်မှဂရုမစိုက်ပါဘူးအခုဆိုရင်တော့တရုတ်စာမင်းသားစီယာဟာသူ့ထက်အသက်25နှစ်กว่าတဲ့ဇနီးလောင်လေးရဲ့ထမိန်ကိုရှော်နေပြီဖြစ်ပါရီမြန်မာတို့ရဲ့ဒုထဲစင်လာမှာတော့အမျိုးသားကဇနီးမယားတွေရဲ့ထမိန်ကိုရှော်ရင်ငရဲကြီးဖုံးနေနေဆိုတဲ့အယူဆလည်းရှိပါရီဂျာရင်မဲလေတရုတ်စာမင်းသားစီယာကတော့ဘာကုမှဂရုမစိုက်တော့ပဲချစ်ဇနီးလောင်လေးတွေထမိန်နေရှော်နေတာဖြစ်ပါရီဂျာပေမဲ့အချို့ကတော့စီယာရှော်နေတဲ့ထမိန်ဟာချစ်မွာလေးရဲ့ထမိန်မဟုတ်ဘဲနဲ့အမေမိခင်ဖြစ်သူရဲ့ထမိန်လို့ဆိုကြပါရီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကရောထမိန်ရှော်နေတဲ့တရုတ်စာမင်းသားစီယာကိုဘယ်လိုမျိုးမြင်လဲဆိုတာပြောသွားပေးခဲ့ပါဦးရှင်